Hello အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့မေဖြစ်ပါတယ်အမက New Vision Adam Science Institute ရဲ့ founder တူပါအမကလက်တလုံးဂျာမနီနိုင်ငံဘာလင်မြို့မှာနေထိုင်နေတာဖြစ်ပြီးတော့မှ UE ပေါ့နော် University of Europe for Applied Science ကနေနာ Digital Business and Data Science major နဲ့ဘွဲရထားပါတယ် Bachelor ရထားပါတယ်အမလက်တလုံးမှာဒီ UE နဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်လို့ရှင်လေဒီကျောင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျောင်းလာတက်ခြင်းနဲ့ညီကိုမောင်နှမတွေအတွက် question လေးတွေမိထားတာလေးတွေမှပြန်ပြီးတော့မှပြန်ဖြည့်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကအမစီကိုလာမေးထားတယ်ပေါ့နော်ညီမလေးတယောက်ကသူကဒီဂျာမနီမှာ master တက်ဖို့ပြင်ဆင်နေရပေါ့နော်အဲ့အတွက်အမကိုလာပြီးတော့မှ question လေးမိထားပါတယ်ဒီ question လေးတွေကိုအမဖြည့်သွားပေးပါမယ်ဆိုတော့ question ထဲမှာက hello အမရှင်တဲ့ study in Germany group မှာတွေးလို့ပါအမ UE နဲ့ပတ်သက်ပြီးတော့ video လေးလည်းကြည့်ဖြစ်ပါတယ်တဲ့ညီမအနေနဲ့ public university ကိုစိတ်ဝင်စားပေမဲ့ဒီဘက်မှာ6 year bachelor ပြီးမှ master အတွက် eligible ဖြစ်တယ်လို့ပြောကြတာတွေးလို့ပါတဲ့ညီမကအဝေးတင်နဲ့ပြီးထားတာဆိုတော့4 year bachelor ဖြစ်နေတာပေါ့နော် private ကြတော့ပိုဝင်ခွင့် chance များမယ်ထင်တယ်နော် apply science uni မှာ case မှာလည်းတွေ့ရဘယ်လိုကွာလဲမသိဘူးတဲ့ဆိုပထမဦးဆုံးအနေနဲ့ညီမလေးကသူကပေါ့နော်ဒီအဝေးတင်နဲ့ပြီးထားတယ် master join ချင်တယ်ဆိုပြီးတော့သူပြောတယ်ပေါ့နော်ဘသူကပြောလိုက်လဲတော့မသိဘူးပေါ့နော်ဒီ6 year bachelor ပြီးမှ master အတွက် eligible ဖြစ်တယ်ဆိုတာမဟုတ်ပါဘူးเนาะဆိုတော့ဒီကိုတက်ခဲ့တဲ့ university က eligible ဖြစ်လားမဖြစ်လားဆိုတာက website တစ်ခုမှာသွားစစ်လို့ရပါတယ်အဲ့ဒါက Annabin ဆိုတဲ့ website ပါအဲ့ website မှာကိုတက်ခဲ့တဲ့ university ကို type လုပ်လိုက်ပြီးတော့မှအဲ့မှာ list ပြလာမယ်ဆိုတော့ H+ ဆိုလို့ရှိရင်တော့ဒီ university က German government ရဲ့ recognize ဖြစ်တဲ့ university ဖြစ်တယ်ပေါ့နော်ဆိုတော့အမရှာကြည့်တဲ့လောက်ကတော့အမတို့ဒီရန်ကုန် University လဲ eligible ဖြစ်တယ်ဒဂုံ University eligible ဖြစ်တယ် distance education eligible ဖြစ်တယ်ဆိုတာအမတွေ့ထားပါတယ်တွေ့ထားတာဖြစ်တဲ့အတွက်ညီမလေးရေgood news ပေါ့နော်ရှာကြည့်ကြည့်ပါဒီ website မှာ plus ပေါ့နော် H+ တွေ့တယ်ဆိုရင်ညီမ join လို့ရပါတယ်เนาะ master ကိုညီမရှောက်ကြည့်လို့ရပါတယ်ပြီးတော့ apply science uni မှာ GISMA လည်းတွေ့ရဘယ်လိုကွာလဲတော့မသိဘူးဆိုတော့အမကတော့ GISMA အကြောင်းကိုတော့တေချာတော့မသိဘူးဒါပေမဲ့အမတို့က campus sharing လုပ်ကြရပေါ့နော်သူလည်း computer science ရှိတယ် business ရှိတယ်အမတို့ဆက်စချင်းဒီ uni စတက်တော့သူတို့ business ကိုဦးစားပေးပြီးတော့သင်တယ်ဒါပေမဲ့ GISMA တငယ်ချင်းတွေလည်းရှိပါတယ်ဒါပေမဲ့သူတို့ကတော့သူတို့ university ကနည်းနည်းကျောင်းသားတွေကရန်အနေအေးတယ်ပြီးတော့ UE ကိုသူတို့ကပို့ပြီးတော့မှ UE က group project တွေပို့လုပ်တယ်ပြီးတော့တငယ်ချင်းတွေပို့ရတယ်ဆိုပြီးတော့မှအမားတို့ကိုဒီဘယ်လိုပြောမလဲအားကြရတယ်ဆိုတဲ့ပုံစံမျိုးလေးနဲ့ positive feedback လေးတွေအမားတို့လာပေးထားတာမျိုးတွေရှိပါတယ်ဆိုတော့ GISMA ကလည်း apply science uni ပါပဲပြောချင်တာ business သူတို့စလုပ်မှာပေါ့နော်ဒါပေမဲ့ detail တော့အမှမသိဘူးဆိုတော့သိချင်တယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ website မှာရှာကြည့်ပါပြီးတော့သူတို့ Berlin campus လဲသူတို့စောက်ဖွင့်နေပြီပေါ့နော် Berlin မှာလည်း campus ရှိတယ်ဆိုပြီးအမှတွေ့ထားပါတယ်ဆိုတော့ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့မှဒီအမပေးတဲ့ answer လေးကညီမအတွက်အထောက်ပံ့ဖြစ်မယ်လို့အမယုံကြည်ပါတယ်ဆိုတော့သိချင်တာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းအမစီကိုလာပြီးတော့မေးလို့ရပါတယ်เนาะအမကအမသိတာလေးတွေကိုပြန်ပြီးတော့မှပြန်ဖြည့်ပြီးတော့ညီမလေးတို့အတွက်ပို့ပြီးတော့ဘာလုပ်ရမလဲဆိုတာပေါ့နော်ပို့ပြီး clear ဖြစ်သွားအောင်အမစူးစမ်းပြီးတော့မှပြန်ဖြည့်ပေးပါမယ်ဆိုတော့အားလုံးပဲဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ် bye